ဟိုတယ်နှင့်ခီးသွွားလာရေးဝန်ကြီးဌာနသည်ခီးသွွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးခီးသွွားလုပ်ငန်းကဏ္ဍအတွင်းလူစွမ်းအရင်းမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းအဆင့်အတန်းပြင်ပလာစေရေးတို့အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာအားကစားနှင့်လူငယ်ရေးဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခီးသွွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်တော်တောင်သည်တာဝန်ရှိသူများနှင့်အတူမော်လမြိုင်မြို့အထက်လမ်းမကြီးမယန်းကုန်းရဲရှိရိုင်ယန်မော်လမြိုင်ဟိုတယ်သို့တွားရောက်ပြီးဟိုတယ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားစစ်ဆေးကြည့်ရှုရမှာဟိုတယ်မှတာဝန်ရှိသူများကဧည့်သည်များတဲခုနေထိုင်မှုအခမ်းအနားများလက်ခံဝန်ဆောင်ပေးနေမှုကဏ္ဍအလိုက်ဝန်ဆောင်မှုဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြမှုများအပေါ်ပြည်ထောင်စုဝန်ကြီးကလာရောက်တဲခုရဲ့ခီးသွွားဧည့်သည်များစိတ်ကျေနပ်မှုရရှိစေနှင့်ဘေးကင်းလုံခြုံစေတို့ကိုအထူးလေးထားဆောင်ရွက်ကြစီလိုပါကြောင်းပြောကြားပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးသည်မော်လမြိုင်မြို့ကမ်းနားလမ်းရှိဝင်းဘိုးဟိုတယ်သို့တွားရောက်ပြီးဟိုတယ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးရမှာပူပြင်း6တွေ့တဲ့ရာသီဖြစ်တဲ့အတွက်မိဘေးအန္တရာယ်နဲ့လျှက်စစ်အန္တရာယ်ကြိုတင်ကာကွယ်အစီအမံများချမှတ်ပြီးဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပြီးမွန်ပြည်နယ်ရဲ့အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်စေရန်ဟိုတယ်နှင့်ခီးသွွားလုပ်ငန်းများပုံမှုအဆင့်တန်းမြင့်မားတိုးတက်လာအောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ